မျိုးပြရဲ့လုံယုံကြီးပဲ့ကြွေသွားတဲ့မြစ်ဖျားပေါ်မှာသူမရဲ့ယဉ်ကျေးမှုတွေကအာရမကျူးကျော်ခံလိုက်ရတဲ့မျိုးပြတစ်ခုလိုပါပဲသူမရဲ့ဝိလစ်စလစ်ချက်ပြားထက်ကနှကန်းလွန်ကသွေးဆုပ်ခံလိုက်ရတယ်လို့ဒီမျိုးပြကြီးထဲမှာကြောက်ခေမလေးတွေဟာခြေရာချင်းထက်နေခဲ့ခိပြက်ရဲ့မျိုးပြက်တဲ့ရိုးရပြက်တဲ့ရင်ဖုံးမဲ့ချိတ်ထမိန်တွေတော်လည်းပြက်ဘဝလည်းပြက်ရင်ကျေးမှုတွေပြက်ခဲ့ရပေါ့ဆက်ဆက်ယုံနေတဲ့ပင်အိုရဲ့ရင်သားကတွေ့မြင်ရတော့တော့အဲ့ဒါဟာတရားပဲမန်ကိုအပြိုင်တင်းအတ္တကိုအပြိုင်ခင်းရင်ရုတ်တိရှိရှိသုံးဆောင်နေရတဲ့ညစာတွေအဖို့ဇပွဲအပေါ်မှာခွက်ချင်းတိုက်နေရတယ်အပြိုရည်ပြက်သွားကြတဲ့အနာကွတ်တန်နေရတယ်ဗရာမပါတဲ့ရင်သားတွေလိုစီးပေါင်လွတ်နေရ